ကဲအားလုံးပဲမင်္ဂလာပါရှင်တိုင်းငတ်3កောင်ရဲ့စိန်တိုင်းကြီးမှာရရှိနိုင်မဲ့ကိုလံဘီယာများဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်အခုပြပေးထားတဲ့လက်စွပ်လေးကတော့မမတို့ရေမြားကလေးချိန်လေးကြီးပါတယ်ရှင်မြားတီးတန့်လေးနဲ့ခတ်ပေးထားတာပါနော်သူ့ရဲ့ဈေးနှုန်းလေးက340ပဲကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်340ပါရှင်ကွင်းရိုးလေးထူပါတယ်ချစ်စရာရန်ကောင်းတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ကဲနောက်တဲ့ဒီဇိုင်းလေးရတာမမတို့ရေဒီမှာပါရှင်4000ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဘေးကတော့စိန်ဝင်လေးတွေလည်းပါပါအောင်မယ်ရှင်အခုပြပေးတဲ့ကိုလံဘီယာများလက်စွပ်လေးကတော့မမတို့ရေ135သိန်းလေးပဲဖြစ်ပါတယ်ရှင်ကဲနောက်တဲ့ဒီဇိုင်းလေးကတော့အခုပြပေးထားတဲ့ပန်းကက်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အလဲကတော့ကိုလံဘီယာများ4000လေးနဲ့ပဲဖြစ်ပါတယ်เนาะသူ့ရဲ့ဈေးနှုန်းလေးက146သိန်းလေးပဲကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်ကဲအခုပြပေးထားတဲ့ဒီဇိုင်းလေးကတော့မမတို့ရေအလဲကဘဲဦးကိုလံဘီယာများလေးပဲဖြစ်ပါတယ်ရှင်ကိုလံဘီယာများ grade 1 A ကိုပဲသုံးပေးထားပါတယ်မမတို့ရေเนาะဘေးကစိန်ဝီလေးနဲ့ဒီလိုရိုးရှင်းရှင်းလက်စွပ်လေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ဈေးနှုန်းလေးကမမတို့ရေ360ပဲကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်အခုပြပေးထားတဲ့ဒီဇိုင်းလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်เนาะတိုင်းငတ်3កောင်ရဲ့ Facebook Messenger မှာပြီးဆိုင်ခွဲတိုင်းမှာလည်းလာရောက်ဝယ်အားပေးလို့ရပါတယ်ရှင်